အိုမင်းရော်နေတဲ့စုံမအိုကြီးဟာတချင်းဆိုပေးရုံနဲ့မိမိကိုယ်ကိုပြန်လည်နှုတ်ပြစေနိုင်တဲ့မော်ရွှေဂျပန်တပွင့်ကိုတောနက်ထဲမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲတိုင်းပြည်ရဲ့ကိုဝင်ဆောင်မိဖုရားကြီးဟာပြင်းထန်စွာဖျားနာလာခဲ့ရပါတော့တယ်။ရွာသားတွေကမိဖုရားကြီးအတွက်အဲ့ဒီရွှေဂျပန်ကိုကိုထူကိုထလိုက်လံရှာဖွေခဲ့ကြပြီးနောက်စစ်သားတွေကတွေ့ရှိပြီးအမြင့်ပါမကြံတူးယူသွားခဲ့ကြပါတယ်။ဒါဟာစုံမကြီးရဲ့ပြင်းထန်တဲ့နာကျင်မှုကိုရရှိစေခဲ့တာပါထို့နောက်သူတို့ဟာရွှေဂျပန်ကိုစေးဖော်ဆက်ပြီးမိဖုရားကြီးကိုအောင်မြင်စွာကုသပေးနိုင်ခဲ့ပါတယ်။စစ်တောက်ပြီးနောက်မိဖုရားကြီးဟာကျန်းကျန်းမာမာနဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ပါးကိုမွေးဖွားခဲ့ပြီးရာပန်ဆယ်လို့နာမည်ပေးခဲ့ပါတယ်။ရာပန်ဆယ်မှာလှပတဲ့ရွှေရောင်ဆန်တွေရှိနေပြီးရှင်ဘရင်နဲ့မိဖုရားကြီးတို့ရဲ့အသေးဆွဲသမီးရဲ့တနာလေးဖြစ်လာခဲ့ပါတယ်။တညမှာတော့စုံမကြီးဟာရာပန်ဆယ်ရဲ့အနားကိုတိတ်တဆိတ်ကပ်လာခဲ့ပါတယ်။အကယ်၍သူမသားရာပန်ဆယ်ရဲ့ရွှေရောင်စပင်တွေကိုရရှိရင်ထာဝရနုပြိုနေမှာဖြစ်ပါတယ်။ဒါပေမဲ့ကက်ကြီးနဲ့စံကြီးတမြင်ကိုဖျက်လိုက်တဲ့အခါမှာတော့စပင်ဟာချက်ချင်းပဲအယောင်မိန်သွားပြီးမျိုးရောင်ပြောင်းကမော်ဆွမ်းအားတွေလည်းတပြိုင်နက်တည်းပျောက်ကွယ်သွားခဲ့ပါတယ်။အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်စုံမကြီးဟာမင်းသမီးလေးရာပန်ဆယ်ကိုတကယ်ပဲခိုးယူသွားခဲ့ပါတော့တယ်။သူမဟာတောနက်ထဲကကြောက်မျောစင်ကြီးတစ်ခုထဲမှာဝတ်ထားခဲ့ပြီးမိခင်အရင်ဖြစ်တယ်လို့လိညာပြောဆိုကာနေတိုင်းရာပန်ဆယ်ရဲ့စပင်ကိုဖိပေးရင်းထာဝရနုပြိုမှုကိုရယူခဲ့ပါတယ်။သို့တော်လည်းရာပန်ဆယ်ဟာလှုပ်ဝက်ချက်တစ်ခုကိုသိရှိသွားခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းသူမရဲ့မွေးနေ့ညမှာပေါ်လာလေးရှိတဲ့မိဘုံပြန်ထောင်ပေါင်းများစွာဟာပျောက်ဆုံးသွားတဲ့သမီးဖြစ်သူအိမ်ပြန်လာနိုင်ပါစေတော့ဆိုပြီးရှင်ဘရင်နဲ့မိဖုရားကြီးတို့ကလွတ်တင်ခဲ့ကြတာဖြစ်ပါတယ်။18နှစ်တာအချိန်တွေကုန်ဆုံးသွားတဲ့အခါရာပန်ဆယ်ရဲ့စပင်တွေဟာမယုံနိုင်စရာကောင်းတော့အောင်ရှည်လျားလာခဲ့ပြီးသူမမှာပါစကယ်လို့ခေါ်တဲ့ပုတ်တင်ညိုလေးတစ်ကောင်လည်းရှိပါတယ်။သူမဟာအပြင်ကဘာကိုတွားကြည့်ခြင်းတယ်လို့ပြောပေမဲ့စုံမကြီးကအပြင်ကဘာဟာအလွန်အန္တရာယ်များပြီးလူဆိုတဲ့တရဝါတွေဟာအကြောက်စရာဆုံးပဲလို့ဆိုကာပြက်ပြက်တတညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စုံမကြီးမရှိခိုက်မှာပဲဘရင်တရဖူကိုခိုးယူပြီးစစ်တီတွေရန်ကနေအသေးအတန်ထွက်ပြေးလာတဲ့ယူချင်းဆိုတဲ့တခိုးတယောက်ဟာရာပန်ဆယ်ရဲ့မျှော်စင်ထဲကိုမတော်တဆခိုးဝင်လာခဲ့ပါတယ်။ယူချင်းကိုမြင်တဲ့အခါရာပန်ဆယ်ဟာအမေပြောသလိုအကြောက်စရာကောင်းမဲ့အစားတော်တော်လေးချုံမောနေတာကိုတွေ့လိုက်ရပါတယ်။သူမကယူချင်းကိုဒဲအိုးနဲ့ရိုက်စပင်တွေနဲ့ပတ်ပြီးဗီဒီယိုထဲထည့်ပိတ်ထားလိုက်ပါတယ်။ပြီးနောက်သူ့အိတ်ထဲကလှပတဲ့တရဖူကိုစမ်းစင်ကြည့်ရာကွက်တီဖြစ်နေတာကြောင့်အံ့အားသင့်သွားခဲ့ပါတယ်။စုံမကြီးပြန်လာတဲ့အခါအပြင်ထွက်ဖို့ထပ်တောင်းဆိုပေမဲ့ဒေါသတကြီးညှင်းဆန်ခဲ့တာကြောင့်ရာပန်ဆယ်ကပရိယေသုံးပြီးဆေးရောင်စုံအစ်စ်ဝယ်ခိုင်းကစုံမကြီးကိုခီးဝေးကြီးတို့လွှတ်လိုက်ပါတော့တယ်။စုံမကြီးထွက်သွားတာနဲ့ရာပန်ဆယ်ဟာယူချင်းနဲ့သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။အကယ်၍ယူချင်းကသူမကိုမိဘုံပြန်တွေတွားကြည့်ဖို့ခေါ်သွားမယ်ဆိုရင်တရဖူကိုပြန်ပေးမယ်လို့ချိန်ချောက်လိုက်တာပါ။ယူချင်းလည်းသဘောတူယုံကလွဲလို့အခြားမရှိတော့ပါဘူး။ရာပန်ဆယ်ဟာစပင်ရှည်ကြီးတွေအတိုင်းမျောစင်အောက်ခြေထိရှော့ဆင်းပြီး18နှစ်အတွင်းမှာပြင်ပကဘာကိုပထမဆုံးအကြိမ်ခြေချလိုက်ပါတယ်။စိမ့်လန်းတဲ့မြက်ခင်းပြင်နဲ့အေးမြတဲ့စမ်းရည်တွေကိုမြင်ပြီးလွတ်လပ်မှုကိုခံစားနေရစဉ်မှာပဲဒါဟာစုံမကြီးကိုတစ္ဆာဖောက်ရရောက်မလားဆိုပြီးစိုးရိမ်ပူပန်လာပါတယ်။တစ်ဖက်မှာတော့စုံမကြီးဟာလမ်းမှာမြင်းတကောင်ကိုတွေ့လိုက်တာကြောင့်အခြေအနေမဟန်မှန်းသိပြီးမျောစင်စီကိုအသေးအတန်ပြန်ပြေးလာခဲ့ပါတယ်။စုံမကြီးကစပင်ချပေးဖို့အော်ခေါ်ပေမဲ့မျောစင်ထဲမှာဘယ်သူမှမရှိတော့ပဲမင်းသမီးလေးရဲ့တရဖူတစ်ခုသာအထီးကျန်စွာကြံရစ်နေပါတော့တယ်။